Okay,အားလုံးပဲမင်္ဂလာပါ။ကိုစားရဲ့ဒီနေ့မှာဆိုရင်လောက်ပေးမယ့်ဟာလေးရပါဆိုတော့ high division ဆိုင်ကယ်တွေကိုမြင်လိုက်ပြီဆိုတာနဲ့ဘာဖြစ်လဲဆိုတော့တော်တော်များများကဒီလီလန်ဘိန်းတွေမှာကြည့်လိုက်မယ်ဆိုရင်လည်းလာပြီးတော့မှဆိုရင်ဘာနဲ့လာလဲဆိုတော့သူ့ရဲ့နာမည်တွေမှာ FH တို့ FR တို့ HT တို့ ST ဆိုရဲအဲ့နာမည်တွေအများကြီးကဒါတွေကဘာတွေညွှန်းလဲဆိုတဲ့အချက်လက်လေးပြပြီးမှဖြစ်ပါတယ်။အဓိကအနေနဲ့ကတော့ဟာလီမှာကိုစားအဓိကခွဲမှာပါလဲဆိုတော့ F ရဲ့ L ရဲ့ R ရဲ့ H ရဲ့ V ရဲ့ဆိုပြီးတော့မှသူ့ရဲ့ဒီရှေ့စကလုံးတွေကနေစပြီးတော့ခွဲမှာဖြစ်ပါတယ်။ F ကိုပြောလိုက်ပြီးဆိုတော့ဒီက Big Drink Engine V Engine အမျိုးအစားမှာအကြီးကြီး Bit Bow Engine ပုံစံမျိုးတုံးထားတဲ့ဘိန်းတွေကိုပြောတာဆိုလိုပါတယ်။သူ့ရဲ့နောက်မှာလိုက်တဲ့ L လေးကတော့ဒီကောင်ကတော့ရှင်းရှင်းပြောမယ်ဆို cruiser တိုက်တွေဖြစ်တဲ့ကိုစားတို့ဒီရဲ့ touring နဲ့ cruiser bike မျိုးစားတွေကိုအများဆုံးညွှန်ပြထားမှာဖြစ်ပါတယ်။သူ့ထဲမှာကြီးလိုက်မယ်ဆိုရင်တော့ fat ball တို့ street ball တို့ low ride တို့အဲ့ကောင်လေးတွေပါတဲ့အပြုံမှာဒီရဲ့ road glide တို့ CVO တို့အကုန်လုံးဒီပါနဲ့လာလဲဆိုဒီရဲ့ F နဲ့ခွဲတာဖြစ်ပါတယ်။ဒီနေ့ F နဲ့ခွဲပြီးတော့မှ F ကိုမှပြန်ပြီးတော့မှကြည့်လိုက်အောင်F ရဲ့နောက်မှာစလုံး L နဲ့စလိုက်တော့ဒီကောင်ကြီး touring နဲ့ soft day type ကိုတွားတယ်16လက်မှရှေ့ကွေ16လက်မှရှိရဲ့ဘိန်းတွေကိုအဓိကညွှန်ပြတာဖြစ်ပါတယ်။အဲ့ရဲ့ F ရဲ့ L ရဲ့ H ရဲ့နောက်မှာတော့ H ပါလာတဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့ fairing နဲ့ win ရှေ့ရကို ligament တွေပါလာတဲ့အပိုင်းကိုဆိုလိုတာဖြစ်ပါတယ်။ L ရဲ့နောက်မှာ T နဲ့ R နဲ့ပါလာရင်တော့ဒီကောင်ဒီ road glide မျိုးစားကိုညွှန်ပြခြင်းဖြစ်ပါတယ်။ F ရဲ့နောက်မှာ L မလာဘဲနဲ့ H ရဲ့ D ရဲ့လာပြီဆိုရင်တော့ကိုဆိုင်တို့အကြိုက် Dyna version ကိုဆိုလိုတာဖြစ်ပါတယ်ဟာလီရဲ့ F H ရဲ့နောက်မှာ ST ပါလာရင် ST ရဲ့တဘောကတော့ soft day ကိုညွှန်စားတာဖြစ်တဲ့အတွက် FH လို့ပြောလိုက်ရင် Dyna soft day ကိုညွှန်ပြခြင်းဖြစ်ပါတယ်တူမှာဆိုရင်တော့16လက်မှ21လက်မှနဲ့ရှစ်ကွေတွေကမျိုးစုံလာမှာဖြစ်ပါတယ် LW နဲ့လာတဲ့ဟာလေးကတော့ဟာလီမှာရှာရှာပပအောင်မှာလက်စစ်ဘိန်းလေးဖြစ်တဲ့ light wire model အမျိုးအစားကိုညွှန်ပြခြင်းဖြစ်ပါတယ် LW လေးကတော့ R နဲ့စတဲ့ဘိန်းတွေကတော့ဒီရဲ့ Mass Revolution engine တွေကိုအတုံးပြုထားတဲ့ Pan America တို့ Sportstar တို့ Night Star တို့ကိုညွှန်ပြထားခြင်းဖြစ်ပါတယ်အဲကောင်တွေအကုန်လုံးကဘာနဲ့လာမယ်ဆိုတော့ R နဲ့စမှာဖြစ်ပါတယ် SE နဲ့စတဲ့ model တွေကတော့ CVO မှာ Screen Eagle နေပြီးတော့မှ modify ပြန်ပြီးတော့မှSE model ပုံစံမျိုးပေါ့နော်ဘယ်နေရာပဲကြည့်မယ်ဆိုတော့ဒီရဲ့ SE ဆိုတာ specialize ထုတ်ထားတဲ့ကောင်ကိုညွှန်ပြခြင်းဖြစ်ပါတယ် SE model ကတော့သူက Harley ရဲ့ CVO model တွေမှာ SE ပိုင်းတော့သူက screen eagle နေပြီးတော့မှ fine ထားပြီးတဲ့ပုံစံမျိုးဖြစ်ပါတယ်VRSC ဆိုပြီးတော့ထွက်လာတဲ့ V version ကနေကျတော့ဘာကိုညွှန်ပြလဲဆိုတော့ V engine မျိုးစောက်မှာ sport touring ပေါ့နော် V rock ကိုညွှန်ပြခြင်းဖြစ်ပါတယ်တခြား model တွေရဲ့ဒီရဲ့ revolution engine ကိုအသုံးပြုထားတဲ့ဘိန်းတွေကိုလည်းရှိပါသေးတယ်အကောင်လေးတော့ကိုစားပုံလေးနဲ့တကွခွဲပြပြပါမယ်နောက်တစ်ဆင့်မှာဆိုရင်တော့ဒီတက်ပုံပြီးတော့မှ tab model မြင့်ပြီးတော့မှလူငယ်ဆန်ဆန်နဲ့ lightweight ဖက်ကိုတွားတဲ့ဘိန်းထဲမှာဆိုရင် sport engine အမျိုးအစားကိုပြန်ကြည့်မယ်ဆိုရင်တော့8G နဲ့စတဲ့ကောင်လေးကိုကြတော့ street model လေးတွေဖြစ်ပါတယ် street 900လာမယ် street 900လာမယ် street rock ဆိုပြီးတော့လာမှာဖြစ်ပါတယ် XL ဆိုပြီးတော့ထပ်လာတဲ့ကောင်လေးတွေတော့ကိုစားရမြန်မာနိုင်ငံမှာအများဆုံးမြင်ရတဲ့ XL 883 XL 1200တို့ပါတို့48တို့ပါတို့မြင်ရမယ်ဒီရဲ့ sport star model လေးတွေကိုပြောရခြင်းဖြစ်ပါတယ်အဓိကဒီမှာပြောပြခဲ့ပြီးရဲ့ V ရဲ့ F ရဲ့ L ရဲ့ H ရဲ့ R ရဲ့ V ကတော့အဓိကကိုစားပြုတာကတော့သူကတော့ V rock ကိုကိုစားပြုပြီးတော့မှထုတ်လုပ်ထားတာဖြစ်ပါတယ် Mass Revolution engine နဲ့ဆိုင် Revolution Mass engine တွေကိုမှ performance engine တွေကိုတင်ထားတဲ့ဘိန်းတွေကိုပြောရခြင်းဖြစ်ပါတယ်အဓိကကတော့ VD V rock ကိုညွှန်ခြင်းဖြစ်ပါတယ်F ကတော့ဆိုင်ငယ်ရဲ့ Harley ဘိန်းတွေမှာအများဆုံးအသုံးပြုတဲ့ Big Twin ပေါ့နော်ရိုး engine မဟုတ်ဘဲနဲ့ Marcel အပြည့်နဲ့နိုးတဲ့ Big Twin engine တွေကိုတုံးပြထားတဲ့ heavy from ရှေ့ဘိန်းအကြီးတွေနောက်ပြီးတော့ကိုထည်တေးသေးလေးနဲ့ဘိန်းတွေကိုညွှန်စားခြင်းဖြစ်ပါတယ် F ကတော့ L ကတော့စောကပြောခဲ့သလိုပဲ Harley Davidson ရဲ့လက်စစ်ဘိန်းဖြစ်တဲ့ light wire ကိုညွှန်ထားခြင်းဖြစ်ပါတယ် X ကတော့ Sportstar series တွေကိုအကုန်လုံးကိုဆိုရခြင်းဖြစ်ပါတယ်သူကတော့ပေါ်လဲပေါ်မယ်တေးလဲတေးမယ် performance တော့ normal အနေထားမျိုးဘိန်းတွေကိုပဲဆိုလိုရချင်းကိုစားရမြန်မာနိုင်ငံမှာအများဆုံးတွေ့ရတဲ့ XL 83 XL 1200တို့ဆိုလိုရချင်းဖြစ်ပါတယ် H ကတော့အားတော့ခုနပြောခဲ့သလိုပဲဒီရဲ့ high performance နဲ့ controlling ကောင်းကောင်းသုံးလို့ရတဲ့ဘိန်းတွေမှာအသုံးပြုထားတဲ့စကလုံးလေးဖြစ်ပါတယ်သူက racing နဲ့ rockstar style တွေကိုမှအဓိကဦးစားပေးထားခြင်းဖြစ်ပါတယ်